မိုးအတူဘယ်လိုရွာတာလဲသိလားလေတူထဲမှာမြူတွေပိတ်ပြီးတော့6တွေ့နေတဲ့အခါမိုးရွာဖို့ခက်ခဲတဲ့အတွက်လေလက်တက်ပြီးတော့အိမ်လိုက်တွေဖြစ်လာအောင်လှုပ်ဆော်ပေးရပါလေဒါဟာတိမ်နိုင်လေးတွေစူးစင်းမိသွားအောင်လို့ဤပညာလည်းလုပ်ပေးရတာပါဖြစ်လာတဲ့တိမ်နိုင်လေးတွေကတင်းငယ်နေရင်မိုးရွာဖို့အင်အားမရှိပါဘူးဒါကြောင့်ဤပညာတချို့ကိုတုံးပြီးတော့တိမ်တိုက်တွေကိုပို့ပြီးတော့သူ့ရဲ့ကြီးမအောင်လေးလံလာအောင်လုပ်ရပါတယ်တိမ်တိုက်တွေကရင်ငွေ့လည်းပြင်းနေပြီးတော့မဲမောင်လာပါမိုးရွာဖို့အစင်သိဖြစ်မှာပါရွာချဖို့အသင်းဖြစ်နေတဲ့တိမ်နိုင်ကြီးတွေတဲကိုအေးမြတဲ့ဒရက်စင်တွေပက်ကျဲလိုက်တဲ့အခါတိမ်တွေကရင်ငွေ့တွေဟာမိုးဆက်အဖြစ်ပြောင်းပြီးတော့နေပြင်ပေါ်ကိုရွာကျလာပါတယ်ဒီလိုမျိုးတဘာဝအတိုင်းရွာသွန်းတဲ့မိုးမဟုတ်ပဲလူလုတ်တဲ့နီးပညာနဲ့ရွာတာမလို့မိုးအတူရွာတယ်လို့ခေါ်တာပါတသားပြောတာကိုကြိုက်လိုက်လုတ်သွားပေးပါအောင်ခင်ဗျာ